အားလုံးပဲမင်္ဂလာပါကျွန်မနာမည်ဆမ်နိုပါပမစနာမှာလုပ်နေတဲ့ဝန်ထမ်းတယောက်ဖြစ်ပါတယ်ဒီနေ့ဒေါက်တာအေးမာနဲ့ကာကွယ်ဆေးထိုးခြင်းဆိုတဲ့ topic နဲ့ interview လုပ်တော့မှာဖြစ်ပါတယ်မင်္ဂလာပါဆမ်မဟုတ်ကဲ့မင်္ဂလာပါရှင်ကျွန်မဒေါက်တာအေးမာပါကျွန်မ Grace Health မှာတာဝန်ထမ်းဆောင်နေရပါထူးထူးယောဂကိုဆရာဝန်ကြပါရှင်ကျေးဇူးပါဆမ်မဆိုတော့ဒီနေ့ကာကွယ်ဆေးထိုးခြင်းဆိုတဲ့ topic နဲ့အမေးချင်တယ်ပေါ့နော်တချို့မိဘတွေဆိုရင်ဒီကာကွယ်ဆေးထိုးခြင်းအရန်important တယ်ပေါ့နော်ဒါပေမဲ့တချို့တွေဆိုရင်သူတို့ကလေးတွေမထိုးစေချင်တဲ့မိဘတွေတက်ရှိတယ်ပေါ့နော်အဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့ဆမ်မနည်းနည်းအကြံဉာဏ်ပေးပါအောင်လားရှင်ဟုတ်ကဲ့အဲ့ဒီခုမေးတဲ့မိကွန်းတဲ့ကျေးဇူးတင်ပါတယ်ဆရာမလေးရှင်းပြချင်ပါတယ်ဒီကာကွယ်ဆေးကအခုမှပေါ်တာမဟုတ်ပါဘူးနှစ်ပေါင်းများစွာခဲ့တိုင်းပေါ်တာပါဒီကာကွယ်ဆေးထိုးလို့မလို့တချို့ယောဂတွေဆိုရှင်ဒီ eradicate ပေါ့လေလုံးဝကိုပျောက်သွားတာပေါ့လေရှိပါတယ်ဥပမာဆိုလို့ရှင် small pox ဆို polio လို့ဆိုလို့ရှင်လုံးဝပေါ့လေကဘာဒီလောကကြီးကနေတော့အပိပြတ်ပေါ့လေကာကွယ်နိုင်ခဲ့ပါတယ်ဒါပေမဲ့နောက်ပိုင်းမှာတချို့နေရာတွေမှာဆိုလို့ရှင်ဒီနည်းနည်းပေါ့လေ case လေးတွေတွေ့လာပါတယ်အဲဆိုနောက်ပိုင်းကျဒီ immunization ကိုdilemma ပေါ့လေတွေ့ရနဲ့ထိုးရမလားမထိုးရမလားမထိုးရနေရင်မှပြန်ပေါ်တာတွေ့ရပါတယ်နော်ဒီကာကွယ်ဆေးကကြောက်စရာမလိုပါဘူးမိမိမှာဆိုမိဘတွေမှာပေါ့လေတာသမီတွေမေးစရာတွေရှိရဆိုရှင်မိမိဆရာပေါ့လေမေးပြီးတော့ဆုံးဖြတ်နိုင်ပါတယ်တိကျရှင်းပြပါလိမ့်မယ်ကိုမှရှိရဲ့ question တွေပေါ့လေဘာကြောင့်ကြောက်တယ်ဘာဖြစ်နိုင်လဲအဲဒါဆိုရအောင်မေးဖို့မေးပါဒီ social media တို့ hearsay ဆိုတဲ့နားမထောင်ပါနဲ့အဲ့ဒါကြောင့်မလို့ကြောက်လို့ဆိုပြီးတော့လည်းမထိုးတာမဖြစ်ပါစေနဲ့ဘာလို့ဆိုတချို့ကာကွယ်ဆေးရဆိုလို့ရှိရင်ဒီကိုထိုးလိုက်တဲ့အတွက်ကြောင့်မလို့တစ်လုံးတွေကာကွယ်သွားနိုင်ပါတယ်တစ်ခုနဲ့တစ်ခုကာကွယ်ဆေးရလည်းမတူပါဘူးအမျိုးမျိုးရှိပါတယ်ခုနကအတိုင်းဆရာမပြောတဲ့အတိုင်းပေါ့လေတချို့ကာကွယ်ဆေးရထိုးလိုက်ခြင်းအပြင်တစ်လုံးပေါ့လေကာကွယ်သွားရဆိုနမူနာပြောရမယ်ဆိုရှင် B ပိုးပေါ့လေ hepatitis B ဆိုလို့ရှင်သူက3 series ရှိပါတယ် first series second series third series ပေါ့လေအဲ series 3ခုလုံးကထိုးတယ်ဆိုလို့ရှင်တစ်လုံးလုံးဝကိုဘာမှကိုဒီကတ်ဖြစ်ဘာဖြစ်ပေါ့လေဘာမှကြောက်စရာမလိုအောင် happy ကိုကောင်းတယ်ပြပါဒါမှမဟုတ်တချို့ကြတော့1 series 2 series နဲ့ပြတ်ပြီးတော့ဆက်ပြီးတော့ complete မဖြစ်တဲ့လူကသူက immunity မရသေးပါဘူးဖြစ်နိုင်တဲ့ဖြစ်ရှိပါသေးတယ်အဲ့တော့ဒီလိုမျိုးဒီပိုးကြဆိုလို့ရှိရင်သူကတစ်လုံးကောက်ွယ်နိုင်တယ်ပေါ့တချို့ immunization ကြတော့ဒီ1 dose နဲ့မရပါဘူး booster dose ထိုးရတယ်ပေါ့လေအဲ့နှစ်ကြိမ်ထိုးမှသူကပြည့်စုံတာပေါ့လေတချို့ကြာ immunization ကြတော့နှစ်တိုင်းထိုးရပါတယ်ဥပမာဒီ flu ပေါ့လေ flu ဆိုလို့ရှိရင်ဒီတုပ်ကွေးရောဂါဆိုလို့ရှိရင်သူကနှစ်တိုင်းမှာ virus ဟာသူက mutate လုပ်တော့မျိုးပြောင်းနေပြောင်းတော့ဒီနှစ်မှာထိုးတဲ့ဟာနဲ့နောက်နှစ်ကမတူပါဘူးဒါကြောင့်မို့လို့နှစ်တိုင်းထိုးရပါတယ်အဲ့လိုထိုးတဲ့အခါမှာတချို့တွေပေါ့လေထင်တာကငါခန္ဓာကိုယ်ကို virus ရောက်တဲ့အတွက်ကြောင့်ဒီပိုးတော့ရှိမှာပဲဆိုတာအဲ့ဒါယုံမှားမှုတစ်ခုပါပဲဘာလို့ဆိုပေးလိုက်တဲ့ကာကွယ်ဆေးကဒီ virus ရဲ့မြူမှုမြလောက်ပြီလေနည်းနည်းလေးပဲအဲ့ဒါလေးကိုခန္ဓာကိုယ်ရဲ့ကိုတွန်းလိုက်တာပါအဲ့လိုတွန်းလိုက်တော့ခန္ဓာကိုယ်ကဒီ signal ရပေါ့လေ virus ဝင်လာရဲဆိုတော့ immunity တွေပေါ့ antibodies တွေထုတ်တဲ့အတွက်ကြောင့်မလို့တကယ်ပေါ့လေတကယ်ယောဂပေါ့ဒီ virus ကြီးအလုံးရင်းဝင်လာတယ်ဆိုရှင်ခန္ဓာကိုယ်ထဲမှာ immunity ရှိပြီးသား antibody ရှိပြီးသားဆိုတော့တိုက်ထုတ်တဲ့အတွက်ကြောင့်မလို့ဒီယောဂမဖြစ်နိုင်ပါဘူးဒီ virus ကိုကာကွယ်နိုင်ပါတယ်ဒါမဲ့လို့လေ immunization ပေါ့လေဒီကာကွယ်ဆေးကိုဒီနေ့ထိုးပြီးတော့နောက်နေ့ကာကွယ်ရမျိုးမဟုတ်ပါဘူးနည်းနည်းစောင့်ရပါတယ်ဒီခါလေး weeks ကြာအောင်လို့ပေါ့လေသူရဲ့ immunity ရအောင်လို့စောင့်ရပါတယ်နောက်မိဘအနေနဲ့လည်းကိုယ့်ရဲ့ပေါ့လေတာသမီကိုဘယ် immunization ထိုးရဘယ်ကာကွယ်ဆေးထိုးရမယ်ဆိုတာကိုစိတ်မပူပါနဲ့နော်မိမိရဲ့မိသားစုဆရာဝန်ကိုတွေ့ရဲ့အခါမှာသူတို့ကအသက်အရွယ်လိုက်ပေါ့လေဘာတွေလိုအပ်တယ်ဆိုတာကိုပြပါလိမ့်မယ်အခုဆရာမဆိုလို့ရှိရင်ဒီ slide ပေါ့လေသုံးကိုပြပါမယ်အဲ့ဒါကအသက်အရွယ်ပေါ့လေသူကမွေးကာစားကနေပြီး6နှစ်ထိရယ်9နှစ်ကနေပြီးတော့18နှစ်ထိရယ်18နှစ်65နှစ်အပပေါ့လေအဲ့ဒါကိုပြပါမယ်အခု slide ကတော့ဒါဒီပေါ့လေမွေးကာစားကနေပြီးတော့ဒီ6
6နှစ်ဒီမှာလိုအပ်တဲ့ပေါ့လေ immunization မှာလိုအပ်တဲ့ကာကွယ်ဆေးတွေပါဟိုနည်းနည်းဟိုမြင်ရကြမှာမြင်ရပါဘူးဒါပေမဲ့စိတ်မပူပါနဲ့ကိုယ့်ရဲ့မိသားစုဆရာဝန်ကကြံ့ကြံပေးပါလိမ့်မယ်ဘယ်ဟာတွေထိုးတင်နေဆိုတာကိုပေါ့လေဒါကတော့ဒီ birth to 6 year ရဲ့ immunization schedule ပါခုဒီယာကတော့7 to 18 years ပေါ့လေခုနှစ်ကဒီနောက်ဆုံး slide ကတော့19 to 65 plus years မှာထိုးတင်တဲ့ immunization မှာဘာမှအလွတ်မှတ်စရာမလိုပါဘူးဟိုစိတ်မပူပါနဲ့မိသားစုဆရာဝန်ကတာဝန်ယူပြီးတော့ပေါ့လေကိုလိုအပ်တဲ့ကာကွယ်ဆေးတွေကိုပြောပြပေးပါလိမ့်မယ်ဒီနေ့ immunization မှာဒီကတော့ကာကွယ်ဆေးကတော့အများကြီးဆိုတော့လေဟိုကျေပြတ်နေပေါ့လေဆရာမအကုန်လုံးတော့မပြောတော့ဘူးပေါ့လေအဓိကပြောချင်တာကတော့ HPV ပေါ့ immunization HPV ကာကွယ်ဆေးပေါ့လေHPV ကာကွယ်ဆေးက HPV virus ကိုဟိုမဖြစ်အောင်လို့ပေါ့လေကာကွယ်နိုင်ပါတယ်ဒီ HPV virus ဟာဘာဖြစ်လို့ထိုးတင်ဘာ immunization ဘာလို့ထိုးတင်လဲဆိုတော့ဒီ HPV virus မှာတချို့ virus တွေက cancer ဖြစ်နိုင်ပါတယ်เนาะအဲ့မှာဟို HPV virus ဟာဘာကြောင့်ရလဲဆိုတော့ဒီ intimate skin contact ကြောင့်ပေါ့လေရရဲ့အတွက်ကြောင့်မို့လို့ဒီပေါ့လေ cancer ဖြစ်နိုင်တယ်အဲ့ဒီ cancer ဘယ်လိုလဲဆိုတော့အမျိုးသားတွေမှာဆိုရှင်လေအမျိုးသားလိင်အင်္ဂါပေါ့လေ benign cancer ဖြစ်နိုင်တယ်အမျိုးသမီးတွေမှာဆိုရှင်အမျိုးသမီးရဲ့လိင်အင်္ဂါဖြစ်တဲ့ cervical cancer vaginal cancer vulvar cancer now oropharyngeal ပေါ့လေဒီ mouth တို့ tongue တို့ဒီ throat တို့ပေါ့လေအဲ့ cancer ဖြစ်နိုင်တဲ့အတွက်ကြောင့်မို့လို့ဒီပေါ့လေကာကွယ်ဆေးထိုးခြင်းအပြင်ဒီ cancer တွေကိုကာကွယ်နိုင်ပါတယ်အဲ့တော့ဒီကာကွယ်ဆေးဒီ HPV immunization ကဘယ်ရွယ်ထိုးတင်လဲဆိုတော့ဒီ7နှစ်7နှစ်မှာအကြံဉာဏ်ပေးပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီ intimate ပေါ့လေ skin contact မရခင်ကိုကထိုးမှာကာကွယ်မှာဟိုကိုကအသက်ကြီးမှထိုးရဲဆိုရှင်ကိုမှ HPV virus ကိုခန္ဓာကိုယ်မှာရောက်ပြီးသားလို့ရှင်မကာကွယ်ပါဘူး။နောက် HPV ကvirus ဟာလက္ခဏာမပြပါဘူး။ဘာလက္ခဏာမှမပြတော့ကိုမှရှိလားမရှိလားလည်းမသိဘူးပေါ့လေ။ဒါကြောင့်မို့လို့အကြံဉာဏ်ပေးချင်တာတော့7နှစ်နဲ့12နှစ်ကစပြီးထိုးတင်ပါတယ်တချို့ဆိုလို့ရှိရင်9နှစ်ကတည်းကထိုးပါတယ်အဲ့လိုထိုးတဲ့အခါမှာ26နှစ်ထိကိုဆရာမတို့ comment လုပ်ပါတယ်26နှစ်ထိကိုထိုးဖို့တိုက်တွန်းပါတယ်26နှစ်ကျော်ရင်တော့မထိုးဖို့ပေါ့တော့မလိုဘူးပေါ့လေဒါပေမဲ့ကိုယ်တိုင်ကထိုးချင်တယ်ဆိုလို့ရှိရင်မိသားစုဆရာဝန်နဲ့တိုင်ပင်ပြီးတော့ဆွေးနွေးနိုင်ပါတယ်နောက်ခုနဆရာမပြောတဲ့အတိုင်း7နှစ်က12နှစ်ထိုးလို့ရတယ်ဒါမှမဟုတ်9နှစ်ထိုးလို့ရတယ်ဒီကလေးအဲ့လူကထိုးရထားပါတော့ထိုးရဆိုရှင်15နှစ်မတိုင်ခင်မှာ first dose ထိုးရဆိုလို့ရှိရင်သူကဒီလူက2 dose နဲ့ complete ဖြစ်ပါတယ်ဟုတ်ကဲ့နှစ်ခါထိုးရပါတယ်2 dose ထိုးရပါတယ်ဒါပေမဲ့ကိုယ့်ရဲ့ first dose ဟာ15နှစ်ကျော်မှထိုးပြတယ်ဆိုလို့ရှိရင်တော့သူက3ခါထိုးရပါတယ်3 dose ထိုးရပါတယ်ဟုတ်ကဲ့အဲ့ဒီအခုဆရာမပြောတဲ့အတိုင်းဒီ HPV က immunization ပေါ့ဒီကာကွယ်ဆေးဟာဒီ cancer ကိုကာကွယ်ပေးရဆိုကြအလွန်အရေးကြီးပါတယ်ခုနဆရာမပြောတိုင်းဒီလူငယ်အမျိုးသမီးရောအမျိုးသားရောအတွက်ကိုမထိုးရသေးဘူးဆိုလို့ရှိရင်ဒီ7နှစ်7နှစ်မှာစပြီးထိုးပါ26နှစ်ထိကိုထိုးလို့ရပါတယ်အဲ့မှာ2 dose or 3 dose ဖြစ်ပါလိမ့်မယ်အဲ့မိသားစုဆရာဝန်ကိုခေါ်ပြီးတော့ဆွေးနွေးပြီးတော့ဒီပေါ့လေ HPV immunization ကာကွယ်ဆေးကိုထိုးပါလို့ဆရာမအနေနဲ့အထူးပဲတိုက်တွန်းလိုပါတယ်ကျေးဇူးတင်ပါတယ်ရှင်